အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာကတော့လုပ်ရတာလွယ်ကူပြီးဇက်လို့လည်းအရသာအရင်ရှိတဲ့ sandwich ကိုလုပ်ပြပေးတော့မှာပါဒါတွေကတော့လိုအပ်တဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်ဆိုတော့ပထမအဆုံးအနေနဲ့ mayonnaise နဲ့ငရုတ်ကောင်းမုတ်ကိုပကံရဲထည့်ပြီးတော့မွေးပါမယ်ပြီးရင်ပေါင်မုတ်၃ချက်ကိုတစ်ဖက်စီမှာ mayonnaise လေးကိုတုပ်လိမ်လိုက်ပါမယ်ပထမဦးဆုံးပေါင်မုတ်မှာဆလတ်ရွယ်ခင်းချီနီနဲ့တခွားသေးတွေလည်းထည့်ပြီးလုပ်လို့ရပါတယ်ဒုတိယပေါင်မုတ်မှာဆိုလို့ရှိရင်တော့အသားကြောင်းနဲ့ခင်းချီနီ sauce ကိုထည့်မှာဖြစ်ပါတယ်အသားကြောင်းကကြော်ပြီးသားပါနော်တတိယပေါင်မုတ်မှာဆိုရင်တော့ဆလတ်ရွယ်ရယ်ပြီးတော့ခင်းချီနီ sauce ရယ် mayonnaise ရယ်နဲ့ကျဥလေးတင်ပြီးတော့အပေါ်ကနေနောက်ဆုံးပေါင်မုတ်ကို mayonnaise တုပ်ပြီးတော့အုပ်လိုက်ရုံပါပဲဒါဆိုရင်တော့ sandwich ကအစင်းလေးဖြစ်နေပါပြီ sandwich ကိုဖြတ်ဖို့အတွက်ဝက်ပင်ပေပါလိုရပေါ့နော်အခုကဝက်ပင်ပေပါမရှိတဲ့ကြောင့်မလို့သတင်းစာကိုအစားထိုးသုံးထားတာပါဒါလေးကိုတိကျထုတ်ပြီးတော့အလင်ကနေဖြတ်လိုက်မယ်ဆိုလို့ရှိရင်တော့ဆိုင်ကလိုမျိုးပေါ့နော်လှလေးထလာမှာဖြစ်ပါတယ်ဒါဆိုရင်တော့အရန်လှပတဲ့ sandwich လေးရပါဖြစ်ပါတယ်ဒါကတော့အင်္ဂါအဖေကိုပေးမိထားတာဖြစ်ပါတယ်အရက်တကောက်ဝင်လို့လည်းပြောပါတယ်ပြီးတော့အညီနာချင်းတွေကိုလည်းပေးလိုက်ပါသေးတယ်သူတို့လည်းကောက်ဝင်လို့ပြောပါတယ်ဒီ sandwich ကဘိုက်လဲဝါပြီးလုပ်ရတာလည်းအရန်လွယ်ကူတာမို့လုပ်စားကြည့်ဖို့အကြံပေးချင်ပါတယ်ဒီလို sandwich လုပ်နည်းတွေကို YouTube မှာလည်း share ကြည့်လို့ရပါတယ်ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်